mi pelle via jinjire o ben music la solo di la paso beji la bala chwa ke chano myu lazy ma fi ye tai town be so si pelle jiri wai chu so slow ni yan za ta so le wa pyo lu ple mya ne myu la ti chano do kan yo da ma re myu lazy oh ye za pyo me twi ya bi an sa mu ke mi sa ga le we di say the na pyu ma da ya na tu lu du si lo ni ba da ya le se me me le tha ti men yu bu ti ma gui myo she ga ko so di ben le yin lo nga nya a pyu lo ni yin sin ti tha ya on kwa the mo thing le ba da do ji le jo si mi thing na ji le pu twe mi mi ben le da je din ji da o ben yo si la so lo di la ba so ba ji la ba la chwa ge ta no do ben yo si ya on kwa the mo thing le ma de go ji le jo si mi le no ji le bu twe mi ko mi de le ga ye jin ji le o ben yo si la so lo di la ba so ji la ba la chwa de chano do ben yo si la
ဖိတ်ကုန်းမြပင်လေပြရေပြင်းကြီးတဲ့ဘိုးဘင်းမျိုးစီအလောဆုံးလို့ဒီလာပါဆုံးမကြီးလာပါလာချွားခဲ့ကျွန်တော်တို့မျိုးလေးစီကျွန်တော်ပြည်ရဲ့တိုက်တောင်ဘက်ဆုံးစီပင်လေရေတွေဝိုင်းကျွန်းစောဆလို့ညီပြန်စားတာဆုံးလေးဝပြောလို့ပလင်များနဲ့မျိုးလာကျွန်တော်တို့ကံရိုးရမာရင်းမျိုးလေးစီပေါ်ရှိစွာပြုံးတွေ့ရပြီအဆောင်မှုကင်းဒီစကားနဲ့ဝဲသည်စေတနာပြုရတဲ့တရားများတို့လို့တို့စီလုံးကြီးဘာသာတရားလဲစမမေးလေးထားသည်မင်းယူကိုဒီမော်ဒီမျိုးရှိတာကိုဆိုသည်ပင်လေရေလုံးများများအပြုလို့မီပြင်စင်တီထားရအောင်ကွာသမုတ်သိမ်လေးပါတို့ကြီးလေးကြောစီမီတိမ်နာကြီး ရှုံးနေတာကိုလည်းကုန်းခံနေကြမလို့ရုန်းကန်နေဖို့ပဲလို့လားကိုဘဝကိုသူတစ်ပါးအားကြလာအောင်လှပနေဖို့ထဲသူတစ်ပါးပေါ်မှာမျှတတဲ့စိတ်ရှိဖို့ပဲလို့လားသူ့နေရာမှာငါးကားဆိုရင်ဆိုတဲ့ကိုချင်းစာစိတ်လေးတာထားလိုက်မယ်ဆိုလို့ရှိရင်ဘဝကတော်တော်နှိမ့်ပြောပါဗျာဒါလာမအောင်မသူများဆိုကျွန်တော်လိုက်ဆွဲတယ်နေရကျွန်တော်စားအပေါ်ရောက်ပြီဆိုတော့ကျွန်တော်သိချလို့စက်ပတ်ဆက်ပြေပြီဟာသူများဆိုဆွဲတယ်ရတော့အမေဘာကိစ္စအားလေးမဲ့သူမချော့တီလုံးမဲ့ခရီးအားလေးမဲ့တော့ချိုးလေးပြလိုက်တာကလေးကသူလက်ကေးလက်ကေးနဲ့အဲ့တော့ရေးကြည့်ရဓာတ်လေးတဲ့ဆိုတော့တွေ့ရပြီကျွန်တော်လက်ကွဲလေးတော့သားလို့ပဲလို့ညလို့ပြောလိုက်တာလည်းသူကလည်းပုတ်ချမှာကျဲအောင်လို့ရတယ်ဟုတ်ဇနေရေးကြည့်ရလူမလေးဘယ်မျိုးဖြစ်ဖြစ်ဇနေရေးကြည့်ပုတ်ကြောင်မကျဲဆိုဘယ်မျိုးဖြစ်ဖြစ်လေးငွေကုတ်ခိုင်ပြီးလုံအောင်တော့နည်းနည်းပြသားတော့ပုတ်ကျဲတော့သူကကြဲဆိုတော့လည်းဟုတ်ဗျာနည်းနည်းကြည်အားဆက်ပြီးရင်သူတို့မအရင်လောပြန်အောင်သူကလိုက်ပြောတော့ပွဲတဲ့တင်နေတယ်အဲ့လိုတဲ့လက်ကြဲဆိုတော့မရှိသလားရှိမှာတော့ဒီလောကကြီးမေးတော့တို့ကြည့်ချက်တည်ရ